အမားရွတ်တွေတက်တာစေဖို့စပင်တန်စေဖို့မျက်ခုံးမွတ်နှက်အောင်ဆိုပြီးအသုံးပြုကြတဲ့ဂျိမ်းမှန်ရွက်ကထွေထွေထူးထူးပြောစရာမလိုအောင်သိပြီးသားဖြစ်ပေမဲ့ဒီနီလန်းတွေအပြင်အခြားဘလို့အသုံးဝင်လဲဆိုတာပြောပြပေးချင်ပါတယ်ဂျိမ်းမှန်ရွက်ကိုဘယ်လိုများဆေးဘက်ဝင်တယ်လဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပါဂျိမ်းမှန်ရွက်လို့ဆိုပေမဲ့တကယ်တော့ဂျိမ်းမှန်ပင်တစ်ပင်လုံးပြင်စ၅ပါးစလုံးဆေးဘက်ဝင်တာပါဂျိမ်းမှန်ပင်ကိုဆေးဘက်ဝင်တိုင်းရင်ဆေးဝါးအနေနဲ့အာရှဒေသမှာလွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကအသုံးပြုခဲ့ကြတာပါအထူးသဖြင့်စံသားနဲ့အေးပြားအတွက်အသုံးပြုကြတာပါအသေးချမ်းပါစီဖို့အသုံးပြုတာတွေလည်းရှိပါတယ်နေကြမျိုးရင်းပင်တစ်မျိုးဖြစ်ပါတယ်တော်တော်များများကတော့ဂျိမ်းမှန်ရွက်ဟာအိန္ဒိယတိုက်မျိုးရင်းပင်လို့ယုံကြည်ကြပါတယ်အပူပိုင်းနိုင်ငံတွေမှာပေါက်ရောက်ပါတယ်ဘရာဇီးထိုင်းတရုတ်နိုင်ငံတွေမှာပေါက်ရောက်ကြသလိုမြန်မာနိုင်ငံမှာလည်းအလေးကျသဘောနဲ့ပေါက်ရောက်ကြပါတယ်နေကြပန်းလိုပန်းသေးသေးလေးပွင့်တက်ပြီးအယောင်ကတော့နေရာဒေသကိုလိုက်ပြီးအနီးအပြားအဝါနှုတ်နှစ်ယောင်ဆိုပြီးအမျိုးမျိုးကွဲပြားကြပါတယ်ရွက်ကလေးတွေကစိမ့်ပြီးရှိမျောမျောလေးတွေပါရွက်ဆိုင်လေးတွေပေါက်တာပါရိုးတံကနီနီလေးနဲ့ကြစ်ကလေးပါဂျိမ်းမှန်ရွက်ကိုဘလို့အသုံးပြုကြတယ်လဲဘာတွေအတွက်အသုံးပြုကြတယ်လဲဆိုတာဆက်ပြီးကြည့်လိုက်ကြရအောင်ပါအသေးချမ်းပါစေပါတယ်ဂျိမ်းမှန်ရွက်ကိုအသေးရောင်တာအတွက်အသုံးပြုကြပါတယ်အသေးချမ်းပါစေပြီးအသေးရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပါတယ်အသေးရောင်တာကနောက်ပိုင်းမှာအသားတွေပါဝါလာတက်ပါတယ်ဂျိမ်းမှန်ရွက်ကတော့အသေးကိုကျန်းမာစေဖို့အထောက်အကူပေးနိုင်တယ်လို့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကယုံကြည်ခဲ့ကြတာပါအစာအိမ်ကျန်းမာစေပါတယ်ဂျိမ်းမှန်ရွက်ကကျန်းမာရေးအာနိသင်တရားကတော့အစာချေစနစ်နဲ့အစာအိမ်ကိုကျန်းမာစေတာပါအစာမကြေတာဝမ်းချုပ်တာတွေကိုတက်တာစေဖို့အတွက်အသုံးပြုပေးလို့ရပါတယ်ဂျိမ်းမှန်ရွက်မှာအစာချေစနစ်ကိုကျန်းမာစေတဲ့ organic ဓာတ်ပေါင်းများစွာပါဝင်ပါတယ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်ဂျိမ်းမှန်ရွက်သတ္တုရည်ကကင်ဆာဆေးကုသမှုအတွက်ထောက်ကူပြုနိုင်ပါတယ်ဂျိမ်းမှန်ရွက်ကကင်ဆာဆဲတွေပွားတာကိုလျှော့ချပေးနိုင်ပြီးကင်ဆာဆဲတွေဖြစ်ပေါ်တာကိုဟန့်တားပေးနိုင်ပါတယ်ဆဲတွေကွဲပြားသွားတာတရေပြောင်းသွားတာမျိုးမဖြစ်အောင်တားဆီးပေးပါတယ်။ဥမာကြီးရောင်တာကိုတက်တာစေနိုင်ပါတယ်။ဂျိမ်းမှန်ရွက်ကိုလေကောင်းယောဂတက်တာစေဖို့အသုံးပြုပေးလို့ရပါတယ်။အယောင်ကျစေနိုင်တယ်လို့အကိုက်ခဲတက်တာစေနိုင်ပါတယ်။လေကောင်းကြောင့်နာကျင်ရောင်ရမ်းတာတွေကိုတက်တာစေဖို့အသုံးပြုနိုင်ပါတယ်။စံသားကျန်းမာစေပါတယ်။သပင်ပါတာဥယျာဉ်ပြားပေါက်ထတာသပင်ကျွတ်တာတွေကိုတက်တာစေဖို့ထောက်ကူပေးနိုင်ပါတယ်။ဥယျာဉ်ပြားကိုအဆူရက်ထိမ့်ပေးပြီးဥယျာဉ်ပြား6သွေ့မှုခင်းစေဖို့ထောက်ကူပေးနိုင်ပါတယ်။စပင်အသစ်ပေါက်စေဖို့လည်းထောက်ကူပေးနိုင်ပါတယ်။စပင်ကိုအဖျားကနေအရင်ထိအားဖြည့်ပေးပါတယ်။စီလန်းချောင်းပိုးဝင်တာကိုတက်တာစေပါတယ်။ဂျိမ်းမှန်ရွက်မှာဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေကိုဖယ်ရှားနိုင်တဲ့အာနိသင်ရှိပါတယ်။စီလန်းချောင်းပိုးမွေအောင်ကာကွယ်ပေးနိုင်တယ်လို့စီလန်းချောင်းပိုးဝင်နေတာကိုလည်းထိထိရောက်ရောက်တက်တာစေပါတယ်။စီးအိမ်ကျန်းမာစေဖို့အတွက်လည်းထောက်ကူပေးပါတယ်။အသက်ရှူလန်းချောင်းကျန်းမာစေပါတယ်။အသက်ရှူလန်းချောင်းကျန်းမာရေးပြဿနာတွေဖြစ်တဲ့ချောင်းဆိုးတာလိုမျိုးကျန်းမာရေးပြဿနာတွေတက်တာစေဖို့လည်းဂျိမ်းမှန်ရွက်ကိုအသုံးပြုပါတယ်။ဘက်တီးရီးယားတွေဝင်ရောက်ကူးစက်တာမျိုးမဖြစ်အောင်ထောက်ကူပေးပါတယ်။အသက်ရှူလမ်းကြောင်းတွေကချွဲတလိပ်တွေကိုဖယ်ရှားပေးပါတယ်။မျက်လုံးကျန်းမာစေပါတယ်။ကယ်ရိုတင်းကြော်ဝါစာပါဝင်တာကြောင့်ဂျိမ်းမှန်ရွက်ကမျက်လုံးတွေကိုကျန်းမာစေပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြော်ဝါစာပါဝင်နေတာကြောင့်မျက်လုံးကိုဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ရေတိမ်ဖြစ်တာအတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင်အာရုံပြဿနာကိုလည်းကျန်းမာစေပါတယ်။အသားအရည်ကျန်းမာစေပါတယ်။မီးဘူးလောင်တာစီဘူးလောင်တာတွေကြောင့်အရေပြားမှာအမာရွတ်ကြံမာတွေကိုတက်တာစေဖို့လဲဂျိမ်းမှန်ရွက်တတ္ထုရည်ကိုအသုံးပြုလို့ရပါတယ်။အရေပြားပေါ်မှာဓာတ်ရိုက်အသုံးပြုပေးလို့ရပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ကြီးမားမရှိပါဘူး။တစ်ခုတတိထားရမှာတော့အလွန်ကြုံမသုံးမိဘူးပါ။အရင်ကသုံးမှုပြီးဓာတ်မတက်တဲ့ပြဿနာဖြစ်ဖူးရင်တော့ထပ်မသုံးသင့်ပါဘူး။သတိပြုရန်အချက်တွေကတော့ဂျိမ်းမှန်ရွက်ကိုအရေပြားပေါ်မှာဥယျာဉ်ပြားပေါ်မှာဓာတ်ရိုက်အသုံးပြုမယ်ဆိုရင်ဓာတ်တက်မတက်အရင်စမ်းဖို့လိုပါတယ်။တောက်မယ်ဆိုရင်တော့ယောဂအခန်းရှိသူတွေကျန်းမာရေးပြဿနာတရရဲ့ကြောင့်ဆေးတောက်နေရမယ်ကိုဝင်ဆောင်ဖြစ်မယ်နှုတ်တိုင်မိခင်ဖြစ်မယ်ဆိုရင်တော့ဆရာဝန်နဲ့အရင်တိုင်ပင်စေချင်ပါတယ်ဂျိမ်းမှန်ရွက်နဲ့ပတ်သက်ပြီးကောင်းကျိုးဆိုးကျိုးတွေကိုဆက်လက်လေ့လာဖို့လိုပါသေးတယ်တဘာဝဆေးဘက်ဝင်ဆိုပေမဲ့ဓာတုဗေဒနေရတန့်စင်ထားခြင်းမရှိရင်ခန္ဓာကိုယ်အတွက်အဆိပ်တောက်ဖြစ်နိုင်တာကိုတော့သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာ